ဒီဗီဒီယိုမှာကြတော့အခြေခံပြည့်တဲ့စကားဆက်ပေါ့နော်ကပ်ဆိုတဲ့စကားဆက်ကိုသုံးမှာပေါ့နော်กินข้าวกับอะไรဘာနဲ့ထမင်းစားလဲกินข้าวกับอะไรဘာနဲ့ထမင်းစားလဲပေါ့နော်ဟုတ်ကြတော့กินกับไข่เจียวได้ไหมเนาะကျုပ်ကြော်နဲ့စားလို့ရလားกินกับไข่เจียวได้ไหมကျုပ်ကြော်နဲ့စားလို့ရလားနောက်ကိုကြတော့ဘယ်သူနဲ့စားလဲเนาะกินกับใครกินข้าวกับใครဘယ်သူနဲ့ထမင်းစားလဲกินกับใครဘယ်သူနဲ့စားလဲပေါ့နော်ဘယ်သူနဲ့နေလဲอยู่กับใครอยู่กับใครคะအကိုနဲ့နေတယ်ဆိုရင်อยู่กับพี่ชายเนาะဘယ်သူနဲ့လာလဲมากับใครมากับใครคะဘယ်သူနဲ့လာလဲอ๋อมากับพี่สาวအမနဲ့လာတယ်มากับพี่สาวเนาะသူနဲ့သွားไปกับเขาไปกับเขาသူနဲ့သွားအကိုနဲ့အလုပ်လုပ်တယ်ทำงานกับพี่ชายเนาะทำงานအလုပ်လုပ်တယ်กับနဲ့พี่ชายအကိုเนาะทำงานกับพี่ชายအကိုနဲ့အလုပ်လုပ်တယ်နောက်တစ်ခုကျဒါနဲ့တွေ့အောင်คู่กับอันนี้เนาะဒါကဒါနဲ့တွေ့တယ်ပေါ့နော်ပြောချင်တာဒါကဒါနဲ့တွေ့တယ်อันนี้คู่กับอันนี้คู่กับอันนี้ဒါနဲ့တွေ့တယ်ပေါ့နော်ဒါနဲ့သုံးလို့ရလားใช้กับอันนี้ได้ไหมใช้กับอันนี้ได้ไหมတချို့ပစ္စည်းတွေကတွဲသုံးလို့ရတာပေါ့နော်ใช้กับอันนี้ได้ไหมสีนี้ไม่เหมาะกับฉันဆိုလို့ရှိရင်ဒီရောင်ကငါနဲ့မလိုက်နော်မလိုက်တာကိုไม่เหมาะပေါ့နော်สีนี้ไม่เหมาะกับฉันဒီရောင်ကငါနဲ့မလိုက်ပေါ့နော်เป็นเพื่อนกับเขาเนาะเป็นเพื่อนတကယ်ချင်းဖြစ်ကြတကယ်ချင်းဖြစ်တာပေါ့နော်กับเขาသူနဲ့เป็นเพื่อนกับเขาသူနဲ့သူငယ်ချင်းဖြစ်တယ်အဲ့လိုနေရာမှာသုံးလို့ရတဲ့ခါ